ပါတယ် sometimes s မပါတယ် sometime ခွဲရေးထားတဲ့ sometime ဒီစကားလုံး၃လုံးရဲ့ကွာခြားချက်လေးတွေကိုတခါတည်းမမိတော့အောင်နည်းနည်းတူတူလေ့လာကြည့်ကြမယ်နော်ပထမအဆုံးအနေနဲ့ s ပါတယ် sometimes ဒီစကားလုံးလေးကိုကြတော့တခါတရံဆိုတဲ့အဓိပ္ပာယ်အနေနဲ့အသုံးပြုပါတယ်သူကတော့ adverb of frequency ပဲဖြစ်ပါတယ်သူ့ကိုစာကြောင်းတစ်ကြောင်းရဲ့စလေဆုံး၃မျိုးလုံးမှာအသုံးပြုလို့ရပါတယ်၃မျိုးလုံးမှာထားပြီးတော့သုံးလို့ရတယ်ပေါ့နော်ဥမာစာကြောင်းလေးကြည့်ကြည့်ရအောင်ငါတခါတရံဈေးဝယ်ထွက်တယ်ဆိုရင် I sometimes go shopping I sometimes go shopping ငါတခါတရံဈေးဝယ်ထွက်တယ်အဲ့လို sometimes ကိုအလယ်မှာထားပြီးတော့မပြောချင်ဘူးဆိုရင်ရှေ့ဆုံးကိုထုတ်ပြီးတော့ရေးလို့ရတယ် sometimes I go shopping အတိတ်ပဲအတူတူပဲမှန်လဲမှန်တယ်ပေါ့နော်ဒါမှမဟုတ်ရင်အနောက်ဆုံးမှာထားခြင်းနဲ့ဆိုလဲထားလို့ရပါတယ် I go shopping sometimes ပြောရင်မှန်ပါတယ်ဒါဆိုလို့ရှိရင်တော့ဒီဟာလေးကိုနားလည်မယ်ထင်တယ်နောက်ထပ်ဥမာစာကြောင်းလေးတွေလည်းကိုယ့်ဘောင်ကိုရေးကြည့်လို့ရတယ်ပေါ့နော်နောက်ထပ်တစ်ကြောင်းလောက်ထပ်ပေးကြည့်ပါမယ်ငါတခါတရံ coffee တောက်တယ်ဆိုလို့ရှိရင်လည်း I sometimes drink coffee ငါတခါတရံ coffee တောက်တယ်ဒီမှာလည်းပဲ sometimes ကိုရှေ့ထုတ်ရေးခြင်းလည်းရတယ်နောက်ဆုံးထားခြင်းလည်းရပါတယ်ဒုတိယတစ်လုံးဖြစ်တဲ့တွဲရေးထားတဲ့ s မပါတယ် sometime သူကိုကြတော့တစ်ချိန်ချိန်မှာဆိုတဲ့အဓိပ္ပာယ်အနေနဲ့သုံးလို့ရတယ်သူကလည်း adverb ဖြစ်ပါတယ်ဥမာစာကြောင်းလေးကိုကြည့်ကြည့်မယ်ဆိုလို့ရှိရင်ငါမင်းကိုမနေ့ပြန်တစ်ချိန်ချိန်မှာဖုန်းဆက်လိုက်မယ်နော်ပြောချင်ရင် I will call you sometime tomorrow I will call you sometime tomorrow ငါမင်းကိုမနေ့ပြန်တစ်ချိန်ချိန်မှာဖုန်းဆက်လိုက်မယ်နော်ဒီ sometime ဒီ s မပါရပါဘူးတွဲရေးရပါမယ်နော်သူကတစ်ချိန်ချိန်မှာဆိုတဲ့အဓိပ္ပာယ်ရတယ်နောက်ထပ်ဥမာစာကြောင်းလေးကိုကြည့်ကြည့်မယ်ငါတို့တစ်ချိန်ချိန် coffee တော့တောက်ကြရအောင်လို့ပြောချင်ရင် let's go grab a coffee sometime let's go grab a coffee sometime ဆိုပြီးတော့ပြောလို့ရပါတယ် sometime မှာ s မပါဘူးတွဲရမယ်သတိပြုစီဖို့နော်အဆုံးတစ်လုံးဖြစ်တဲ့ခွဲရေးထားတဲ့ sometime သူ့ကိုကြတော့အချိန်အတော်ကြာဆိုတဲ့အဓိပ္ပာယ်အနေနဲ့အသုံးပြုပါတယ်သူကကြတော့ a long time နဲ့အဓိပ္ပာယ်တူတယ်ပေါ့နော်သူ့အတွက်ဥမာစာကြောင်းလေးကြည့်ရမယ်ဆိုလို့ရှိရင်ငါရန်ကုန်မှာနေတာအချိန်အတော်ကြာပြီဒါဆိုလို့ရှိရင် I have lived in Yangon for some time I have lived in Yangon for some time ဆိုပြီးတော့ပြောလို့ရပါတယ်နောက်ဥပမာလေးကိုပေးရမယ်ဆိုလို့ရှိရင် project ကိုပြီးအောင်လုပ်ဖို့ငါအတွက်အချိန်အတော်ကြာခဲ့တယ်ဒါဆိုလို့ရှိရင် it took me some time to finish the project it took me some time to finish the project ဆိုပြီးတော့ပြောလို့ရပါတယ်ဒါဆိုလို့ရှိရင်တော့ဒီကနေ့မှာ s ပါတယ် sometimes s မပါဘူးတွဲရေးထားတဲ့ sometime ခွဲရေးထားတဲ့ sometime ဒီစကားလုံး၃လုံးရဲ့ကွာခြားချက်လေးတွေကိုတခါတည်းမှတ်မိသွားမယ်နားလည်သွားမယ်လို့မျှော်လင့်ပါတယ်ပို့ပြီးတော့နားလည်သွားအောင်လို့နင်ဒီမှာပေးထားတဲ့ကွက်လက်လေးတွေကိုဖြည့်ခဲ့ပေးကြည့်ပါဦးနော်ပြီးရင်အဖြေလေးပြန်တိုက်ပေးပါမယ်ဒီလိုမျိုးအခြေခံအင်္ဂလိပ်စာလေးတွေလေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့နင်ရဲ့ future web page လေးကို follow လေးလုပ်ပြီးတော့အင်္ဂလိပ်စာလေ့လာလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်